အားလုံးပဲမင်္ဂလာပါမတွေ့ရလည်းကြာပြီကျွန်တော်လည်းမတင်ပြတာလည်းကြာပြီလောလောဆယ်ဇူဇူဒုက္ခပေးလိုက်လို့ကျွန်တော်အကောက်တော့ဒီစည်းပဲကြာသွားမတက်နိုင်ဘူးဗျာအတက်နိုင်တော့ပြန်ဆင်နေတာပဲဟောအဓိကအခုကျွန်တော်ပြောပြချင်တာကဘာလဲဆိုတော့ဟိုတော်တော်များများပေါ့နော်နောက်ပိုင်းမှာနည်းနည်းခရက်တွေဖြစ်ကြတယ်ပေါ့နော်မင်းတို့အတန် flancy နဲ့ကအာစီးကစောင်းရင်းနေတက်သွားတယ်မတုံးတော့ဘူးဟာတဲ့မလားမတန်ဘူးဘာညာပေါ့ဗျာအများကြီးပဲသိလားကျွန်တော်ဒီ group ထဲမှာအကုန်လုံးပြောကြတယ် comment တွေထဲမှာအဓိကပြောကြတယ်ပေါ့နော်ကျွန်တော်ကလည်းပုံမှန်လေးပြောလို့ရှိရင်ဟိုတွေ့တယ်ဒါပေမဲ့ကျွန်တော်လည်းဟိုဖြစ်တဲ့ဟာတွေအကုန်လုံးနားလဲတယ်ပေါ့နော်ဒါပေမဲ့ flashy နက်ကဟိုပုံမှန်လေးပြောမယ်ဆိုသူ့ရဲ့မူရင်းစေးရှိတယ်ဗျာသူကအတန်တော့ကနေပြီးတော့အတန်ပေါ့နော်စပြီးတော့သူပြောင်းတဲ့အချိန်မှာသူ့ရဲ့မူရင်းစေးရရှိပြီးသားအဲ့တော့အမတ်မရရဗျာကျွန်တော်အခုပြထားတယ်ဒီမှာဒီအောက်လေးမှာအတန်းလိုက်လေးတယ်သူကအစပြီးတာ65ကက်လား60လားမသိဘူးအဲ့ဒါသူ့ရဲ့မူရင်းစေး60လား65လားတော့မသိဘူးတိတ်တော့မကျင်းသေးဘူးကက်ကဒါပေမဲ့60ကက်ကိုသူစခဲ့တာက4000နဲ့စတာအဲ့ဒီကနေမှတက်ဆင့်ဒါသူ့ရဲ့ original price เนาะသူကမူရင်းစေးနဲ့ data ဒါသူ့ရဲ့လုံးဝ original ပါတဲ့ data နဲ့သူ့ရဲ့ price အဲ့ဒါကိုမှသူက promotion ဆိုပြီးတော့ထပ်ပြီးတော့သူ85ကက်ကို3000ဆိုပြီးတော့သူပေးလိုက်တာအမှတစ်ချက်အဲ့ဒါ promotion ပြတယ်လားသူကမူရင်းစေးမှာရှိပြီးသားဒါပေမဲ့သူက promotion ဆိုပြီးတာ promotion လို့ပြောလိုက်ပြီဆိုတာ ਨੇ သူတို့ကသူတို့ရဲ့ original price ကိုဘယ်ချိန်မှဆိုသူတို့ပြန်ပြီးတော့တက်လို့ရတယ်ဆိုလို့ရင်းဆိုတာသူတို့ကပြောထားပြီးသားကျွန်တော်တို့လည်းစပြီးတော့အတန်ကိုစပြီးတော့ဝင်ပြီးလောက်ကတည်းကနော်ဒါတွေသူတို့ကပြောထားပြီးသားအဲ့ဒါတွေကိုကျွန်တော်တို့ဒီပေါ့နော်လူတွေကလူသုံးများလာတဲ့နောက်မှာပေါ့နော်သူရဲ့ original price ကဘယ်လောက်လဲဆိုတော့လူတွေကမသိကြတော့တာအဲ့ဒါအဓိကပြဿနာဖြစ်သွားတာအဲ့ဒါကြောင့်မို့ဟာမင်းတို့ကဈေးတက်သွားတယ်ဟာမင်းတို့ဈေးကြီးသွားတယ်ဟာမင်းတို့ data တွေကမတန်တော့မင်းတို့တက်တန်းတို့တွေအဆင်မပြေဘူးဆိုတော့ဟုတ်တယ်တက်တန်းတို့ကတော့မှန်လိုက်မယ်တက်တန်းတို့ကတော့ဟုတ်တယ်သူတို့ short ချသွားတယ်ဒါလက်ခံတယ်ဒါပေမဲ့ဟိုခုနကဒီပြောတဲ့ original price ကိုမကွဲတာတော့တိတ်ပြီးတော့ဟိုကျွန်တော်တို့တဘာဝတော့မကြောက်ဘူးเนาะကျွန်တော်ကာပြီးပြောတာမဟုတ်ဘူးเนาะတခါလေးပြောကျွန်တော်ကာပြီးမပြောဘူးဒါပေမဲ့သူ့ရဲ့ original price က60 gig ကို4000သူ original price ကရှိထားပြီးသားအဲ့ဒါကို85 gig 3000ပြီးတော့အဲ့မှာသူတို့ရောင်းအောင်ပို့ပြီးတက်အောင်ဆိုပြီးတော့သူကနောက်ထပ် next level promotion 100 gig ကို2000ကွယ်လုံးဝအဲ့ချိန်မှာ hot သွားတာပဲတကယ် hot သွားတာအမှတစင်းအမှလူတွေအသုံးများလာတယ်အဆင်ပြေကြအမှသူတို့ gig 90ကို3000ထပ်ပြီးတော့နည်းနည်းလေးပြန်တင်လိုက်တယ် gig ကို short လိုက်တယ်အဲ့ပုံစံကစားတာပြီးတော့မှသူက80 gig ကို3000အဲ့လိုမျိုးကနေပြီးတော့ gig ကို short တဲ့ဈေးကိုထားလိုက်ဒါပေမဲ့အကောင်ကတစ်လတော့မကြာလိုက်ပါဘူးတစ်လလောက်ပဲရှိမယ်အဲ့ဒါလေးပဲတစ်လလား3လလားမသိဘူးအဝင်းကျင်ပဲအဲ့ဝင်းကျင်မှာတစင်နောက်ပိတ်ဆုံးသူ့ရဲ့ original price ကိုတွေ့လားကျွန်တော်တို့4000နဲ့ကျွန်တော်တို့4000ဟိုထိတ်မှာ4000နဲ့အောက်က4000သူ့ရဲ့ original price ကိုရောက်သွားပြီရောက်သွားပြီးတော့မှ8 gig ကဘာဖြစ်တော့80ထားလိုက်တာအဲ့တော့ gig မှာကအခုချိန်ကြီးကတော့ promotion gig ကကြံသေးတယ်ဒါပေမဲ့ဈေးကသူ့ရဲ့ original price ကိုရောက်သွားတာကျွန်တော်ပြောပြချင်တာကအဲ့ဒါထောက်ပြခြင်းထောက်ပြလို့ရတယ်မကျင်တဲ့လို့ဆဲခြင်းလည်းဝင်ဆဲလို့ရတယ်ကျွန်တော်အားလုံးပုံမှန်လေးလက်ခံတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ